အားလုံးမင်္ဂလာပါတရားချစ်ခင်သူတော်စင်ပေါင်းတို့ခင်ဗျာစညလုံးအေချမ်းဖို့အတွက်ဒီလမ်းကြီးကိုအတူတူရှောက်လိုက်ရအောင် channel လေးကို subscribe လုပ်ပြီးအားပေးပေးကြပါအောင်နော်မိတ်ဆွေတို့ကကိုကံကြမ္မာကိုတွေးပြီးနည်းနည်းလေးမှစိတ်မကောင်းဖြစ်ဘူးလားဗျဘာလို့များငါတို့ကြမှာဒီလောက်ခက်ခဲပင်ပန်းနေရတာလဲတခြားလူတွေကြတော့ဘာမှလုပ်ဆရာမလို့ပဲငွေပုံပေါ်မှာမွေးလာတယ်လို့ပါပဲဒီကဘာကြီးကမတရားဘူးလားဒါမှမဟုတ်တဘာဝတရားကများငါတို့ကိုဟာတာလုပ်နေကြလားဒါပေမဲ့ကျွန်တော်ပြောပြချင်တာစင်ရဲချင်းဆိုတာတိုက်ဆိုင်မှုမဟုတ်တလို့ချမ်းသာချင်းဆိုတာလဲကံကောင်းရုံတတ်တတ်မဟုတ်ပါဘူးဒီအရာအလုံးဟာအတိတ်ကကျွန်တော်တို့ကိုယ်တိုင်ရေးသားခဲ့တဲ့ဝိညာဉ်ဆိုင်ရာလိုဝက်ကုတ်တွေရှိနေပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ဟာဒီမျိုးရိုးဗီဇကုတ်တွေကိုအတူတူဖြေချပြီးငါဘာလို့စင်ရဲတာလဲဆိုတဲ့မိကုန်းကနေဘဝဆက်တိုင်းဘယ်လိုချမ်းသာအောင်လုပ်မလဲဆိုတဲ့အဖြေစီကိုတွားကြရအောင်ဗျာကျွန်တော်တို့အသေးလည်းအလွတ်လုပ်တယ်ချွေထအောင်ကြိုးစားတယ်အစာမစားပဲစုတယ်ဒါပေမဲ့ဘန်ကောက်ထက်ကပတ်စံကဘာလို့တိုးမလာတာလဲတခြားလူတွေကြတော့လက်ညှိုးထိုးရရွှေဖြစ်နေကြတယ်ဒီလိုကြွားချမှုတွေမြင်ရတဲ့အခါကောင်းကင်ကြီးကိုအပြစ်တင်မိတတ်ကြတယ်ဒါပေမဲ့ဗုဒ္ဓဘာသာအလိုရဒီဘာဝရဲ့နိယာမအရအကြောင်းမရှိအကျိုးမရှိပါဘူးဒီဘဝမှာဆင်းရဲခြင်းဟာအတိတ်ကပေးပို့လိုက်တဲ့ဘေးတစောင်းပါပဲစัจ java လာကြီးပေါ်ကျွန်တော်တို့အကျွေးတင်ခဲ့မှုတဲ့ဆိုတာအတိပေးစာရောက်လာတာပါဘုရားသခင်ကမုန်းလို့ဆင်းရဲတာမဟုတ်ပဲအတိတ်ကကျွန်တော်တို့ဝိညာဉ်ဟာဇာမွေးပွဲကြခဲ့တဲ့သင်ခန်းစာတစ်ခုကိုပြန်လည်တင်ယူနေရခြင်းဖြစ်ပါတယ်ပထမဆုံးနားလည်ရမယ့်သင်ခန်းစာကတော့စီးပွားရေးပညာမဟုတ်ပါဘူးစိတ်ထဲမှာအမြင့်တွယ်နေတဲ့နှမျောဝန်တူချင်းမစ္စရိယပါပဲငါမှပေးစရာမရှိလို့မပေးတာပါလို့ညင်းချင်ကြလိုက်မယ်ဒါပေမဲ့နှမျောချင်းဆိုတာပတ်စံပမာဏနဲ့မဆိုင်ပါဘူးပေးကံရမှာကိုတိုးဆုပ်နေတဲ့စိတ်ကန်စားမှုနဲ့ဆိုင်ပါတယ်အတိတ်ဘဝတုန်းကဆင်းရဲသူအများစုဟာစိတ်သဘောထားကြီးမြောင်းခဲ့ကြတယ်သူများတောက်ခါရောက်နေတာမြင်ရင်လိလူရှုတယ်အလူအတန်းဆိုရှောင်ပြေးတယ်ပစ္စည်းတစ်ခုအလကားပုတ်တိုးခံလိုက်မယ်သူများကိုခွဲမပေးနိုင်ဘူးဆိုတဲ့စိတ်မျိုးပါလက်တီးကိုစုပ်ထားလိုက်တာနဲ့ငါဘာမှအဝေမခံနိုင်ဘူးဆိုပြီးစัจ java လာကိုသတင်းပို့လိုက်တယ်လို့ပါပဲရေထွက်ပေါက်ကိုပိတ်လိုက်ရင်ရေအစ်စ်ဝေမလာတယ်လို့ပေးကမ်းချင်းတကားကိုပိတ်လိုက်ရင်တနာဥစ္စာအစ်စ်တွေလည်းဝေမလာနိုင်တော့ပါဘူးနောက်ထပ်အဓိကအကြောင်းရင်းတစ်ခုကတော့သူတို့ဘာပစ္စည်းကိုမတရားယူခြင်းပါဗန်သမျှတော့တိုက်မှမဟုတ်ပါဘူးရုံချိန်ခိုးပြီးကိုရေးကိုယ်တာကိစ္စလောက်တာရုံပစ္စည်းအသေးမွားတွေတင်ယူသွားတာချိန်ဝင်ခိုးတာအကျွေးယူပြီးမဆက်တာဒါတွေအားလုံးပါဝင်ပါတယ်ဒီများစီကတကြက်ဖို့မတရားယူလိုက်ရင်စัจ java လာမှတ်တမ်းမှာကိုယ်စီကတရားတမ်းအနှုတ်လက္ခဏာပြသွားပါတယ်ဘဝစတိုင်းမှာကိုယ်စီကပတ်စံတွေလိုပြန်ထက်သွားအောင်တွန်းကန်တဲ့စွမ်းအင်တွေဖြစ်လာပါတယ်ဒါကြောင့်ရှာတဲ့ငွေတွေလိန်ခံရတာမျောနေပဲကုံဆုံးသွားတာတွေဖြစ်ရတာပေါ့နောက်ထပ်ကြောက်စရာကောင်းတာမိဘကျေးဇူးမတိတတ်ချင်းပါမိဘဆိုတာတာသမီတွေရဲ့အနည်းဆုံးယဟန္တာတွေပါအမြင့်မရှိတစ်ပင်ကမကြီးထွားနိုင်တယ်လို့မိဘကိုစောက်ရှောက်မှုမရှိတဲ့ဘဝဟာလည်းဘယ်တော့မှစီးပွားမတတ်ပါဘူးရှာနိုင်နေမြငွေတွေဟာအကြောင်းမဲ့ပျက်စီးသွားတတ်ပါတယ်နောက်တစ်ခုကမနာလိုခြင်းပါလူများအောင်မြင်တာကိုမုဒိတာမပွားနိုင်ပဲနီးဆိုင်နီးဝပြနေတဲ့စိတ်ဟာချမ်းသာကြယ်ဝမှုကိုညှင်းပယ်နေတဲ့စိတ်ပါပဲလူများပျော်ရွှင်တာကိုမနာလိုဖြစ်ရင်ကိုဘဝကလည်းပျော်ရွှင်မှုနဲ့ဝေးကွာသွားပါလိမ့်ကဲစင်းရချင်းအဖြေကိုတိပြီးဆိုရင်တော့လက်လျှော့လိုက်ရတော့မှာလားမဟုတ်ပါဘူးအသိကိုပြင်လို့မရပေမဲ့ပြစ္ဆုတ်ပံမှာအသိပြန်ရေးလို့ရပါတယ်စင်းရချင်းကိုမုံတီးမနေပဲဒါဟာသတိပေးချက်တစ်ခုအနေနဲ့ကျေးဇူးတင်လိုက်ပါပေးကမ်းချင်းဒါနငါမှဘာရှိလို့ပေးရမှာလဲလို့မမေးပါနဲ့စင်းရဲလေပူပေးလေဖြစ်ရပါမယ်သမင်းတလုံးရေတစ်ခွက်ကတတိကြီးတွေရဲ့ငွေတန်ပေါင်းများစွာထက်ပိုအကျိုးကြီးပါတယ်ငွေမရှိရင်ခွန်အားနဲ့အကူအညီပါပညာပေးပါခွေးလွတ်ချင်းပေးပါကိုကြည့်တရားတီလာဆိုတာပတ်စံထက်မဲ့အိုးပါပဲအိုးပေါက်နေရင်မိုးဘလောက်ရွာရေမခံနိုင်ပါဘူးဒါကြောင့်ထီပေါက်ပြီးပြန်မွဲသွားကြပါလားပြန်မွဲသွားကြတာပါဒီလလုံးမှာဥစ္စာမြင်ပါပါစိတ်ဆွမ်းအားဘာဝနာတရားထိုင်ခြင်းစိတ်ကိုငြိမ်းချမ်းအောင်ထားခြင်းကပြဿနာတွေကြားတဲ့ကထွက်ပေါက်ကိုမြင်စေပါတယ်ကျေးဇူးတည်တတ်ခြင်းမိဘကိုလှုပ်ကြွေးပါမိဘရဲ့ပြုံးပန်းဟာတမိုးမပြတ်နိုင်တဲ့စွမ်းအင်ပါ
ဒီကောင်ချုံနေနဲ့မိတ်ဆွေတို့ကြီးဈေးရဲချင်းဟာထောင်တန်းတရက်တကြွန်းမဟုတ်ပါဘူးအတိတ်ကကိုယ်တိုင်ဖန်တီးခဲ့တဲ့ယာယီချင်းလေးတစ်ခုသာဖြစ်ပါတယ်အခုချိန်မှာအဲ့ဒီအဆောက်အအုံအဟောင်းကိုဖြိုချပြီးတစ်လွင်တဲ့ဘဝအိမ်ကြီးဟာကိုတိဆောက်ဖို့တင်းလက်ထဲမှာအခွင့်အရေးပြည့်ရှိပါတယ်ငါချမ်းသာတယ်ငါမှပေးကမ်းနိုင်တယ်ဆိုတဲ့စိတ်ကိုအရင်မွေးမြူပါစိတ်ကတတိဖြစ်မှအပြင်လက်တွေဘဝမှာတတိဖြစ်လာမှာပါအတိတ်ကိုပြင်မရပေမဲ့ပြစ်စုံပံမှာအတိတ်ဗန်တီးနိုင်ပါတယ်ခင်ဗျာအဆုံးထိ9000ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်